Hello everyone ဒီနေ့မှာတော့ဘာရေးချိုးစပြရှိလဲဆိုတာလိုက်ကြည့်လက်ကြရအောင်။ Oh နေရာကျော်သွားရမို့ချန်လီကတော့တသားမီလေးအတွက်မရှိမဖြစ်ပဲเนาะချန်လီကတော့ပြည်သစ်နိုင်ငံဗယက်နမ်များစွာထုတ်လုပ်ထားပြီးတော့တသားမီလေးအတွက်ရေချိုးပေးလိုက်တဲ့ခါမှာလဲဝင်းရနဲ့များကိုချက်ရှိခံစွာသိပြကြပါရစေ။ဒုတိယအနေနဲ့ကတော့ Bearing Tea Cafe တော့ရှယ်မှုပဲဖြစ်ပါရဲ့ရှင်။ Bearing ထဲမှာဆိုလို့ရှိရင်တော့ small breed, short hair, white hair, long hair လေးမျိုးခွဲခြားထားတဲ့အတွက်ကြောင့်မလို့မိမိတိုင်းတဲ့တရားရွေးချယ်ဝယ်ယူနိုင်ပါရဲ့ရှင်။နောက်တစ်မျိုးအနေနဲ့ Sleeky Black Coat Sleeky Black Coat ဆိုလို့ရှိရင်တော့အမွေးမရောင်ရှင်ရဲ့တသားမီလေးအတွက်ထူးပဲတည်တော်ပါရဲ့ရှင်။ဒုတိယအနေနဲ့ကျတော့ Cafe Tea Cafe ရဆိုလို့ရှိရင်တော့တန်းတို့မာတို့ကိစ္စနိုင်မှုအတွက်ထူးပဲတည်တော်ပါရဲ့ရှင်။ Berry လိုက်ရှာနေရလေဒီမှာနောက်တစ်မျိုးကကြတော့ moisturizer နဲ့ condition moisturizer ဘာလို့အတွက်ကြောင့်မလို့တသားမီလေးကိုရေတက်ဖြစ်ပြီးတော့မှ condition ဘာလို့အတွက်ကြောင့်မလို့တသားမီလေးအတွက်အမွေကိုလည်းပြောင်းစီပါရဲ့ရှင်နောက်ဆုံးတစ်ခုအနေနဲ့ကြတော့ Oyster Hypoallergenic Condition Hypoallergenic Condition ဘာလို့အတွက်ကြောင့်မလို့တသားမီလေးတွေအေးပိုင်းရဲ့ချင်းတက်မတက်ချင်းတို့မှာကာကွယ်နိုင်တဲ့အတွက်ကြောင့်မလို့ထူပဲတည်တော့ပါရဲ့ရှင်အော်ဒါနဲ့ Oyster မှာအသီးမျိုးစုံထုတ်လုပ်ထားတဲ့အတွက်ကြောင့်မလို့မိမိကြိုက်တဲ့တရားဝယ်ယူအားပေးနိုင်ပါရဲ့ရှင်အခုမိတ်ဆက်ပေးသွားတဲ့ရှမ်ပူလေးတွေကိုပတ်စုံဆိုင်ခွဲမှာဝယ်ယူအားပေးနိုင်တယ်လို့ online မှာလည်းတစ်စင်ဝယ်ယူအားပေးနိုင်ပါရဲ့ရှင်။အော်ဒါနဲ့အမြင့်ဆုံးဝယ်ယူဖို့တော့လုပ်မယ်နော်။